ဒီတစ်ခေါက်ကကြတော့ဝတာတို့ထိုးလောက်စားတဲ့ဗီဒီယိုလေးပါဆိုဝက်ဦးအစုံပေါ့နော်အတွင်းကလေးစားအစုံဟိုတခြားစေးကြောဆန်တန်ဆင်ပြီးတော့ကြာညို့ပင်ငယ်များရဲ့အကြီးရဲ့ပင်ငယ်များရဲ့အနောက်အနှီးရဲ့ကိုအရသာမှုတ်ထည့်ပြီးတော့နေထားပြီးတော့နိုင်ဘလောက်ထားတယ်ပေါ့နော်ပြီးတော့အိုးထဲမှာတခြားအညို့စီလေးနည်းနည်းလေးထည့်ပြီးစီတက်တယ်ပြီးတော့တစ်ချက်ပိုကောက်နည်းနည်းပွင့်ထည့်ပြီးတော့လုံးနေပေါ့နော်နောက်ကြာဆန်လေးကြုံမယ်ဆိုပြီးတော့ကြာဆန်လေးလည်းစိတ်ထားလိုက်တယ်ဆိုတော့ဒီအနက်အရင်ဆုံးလုံးပြီးတော့အသားတွေရထွက်လာတဲ့အရေးလေးကုန်သွားတဲ့အထိထားတယ်ပေါ့နော်ပြီးတော့မှရှည်ဖြည့်တယ်ရှည်ဖြည့်ပြီးတော့ဒီအပေါ်ကတက်လာတဲ့အမြုပ်လေးတွေကိုဖယ်တယ်ပေါ့နော်ပြီးရင်ကျတော့ကိုစိတ်ကြိုက်ဝတ်သားနူးတဲ့အထိထားပြီးတော့အသေးတို့ဦးတို့ကြတော့နည်းနည်းလေးစင်ပြေပြီဆိုတော့စားလို့ရပြီဆိုတဲ့အနေထားမှာတစ်ချက်ထုတ်ထားလိုက်တယ်အရင်မှဝါမှာဆိုလို့ပေါ့နော်ပြီးတော့မှကိုစိတ်ကြအနေတော့တုံးလေးပဲဖြစ်တုံးကြီးပဲဖြစ်ထိုးပြီးတော့လုံးဝဝတ်သားတူရဲ့ feeling ကိုရအောင်လို့ဒုတ်ဒီပါတစ်ခါလေးထိုးပြီးတော့စားတယ်ပေါ့နော်ဒီဒုတ်ကကြတော့တရားတယ်ရန်တရားတဲ့ဆိုင်မှာလည်းဝယ်လို့ရတယ်တမုံကြောမှုလေးပါးဒီမှာလည်းရောင်းနေပေါ့နော်ဒီတစ်ခေါက်ပေးရလေးမှာလှူစားလို့ရအောင်လို့ဒီတော့လှူစားလိုက်ဗီဒီယိုလေးကိုတင်ပေးလိုက်ပါတယ်